share လုပ် channel လေးကနေကြိုဆိုပါရစေဒီဗီဒီယိုလေးမှာတော့ကျွန်မက Scratch application ကိုအသုံးပြုဖို့အတွက်သိထားရမယ့် interface guide လေးကိုရှင်းပြပေးချင်ပါတယ် Scratch application ကတော့ကျွန်မတို့ဒီ laptop တွေ MacBook တွေအပြင်ကျွန်မတို့ iOS တွေရော Android တွေမှာပါအသုံးပြုရတဲ့ application လေးတစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင်အခုကျွန်မက Scratch application လေးကို laptop မှာသုံးတဲ့ပုံစံလေးပေါ့နော်ဒါကြောင့်မို့လို့အရင်ဆုံးအနေနဲ့ကျွန်မကသူ့ကိုဖွင့်လိုက်မယ်ဖွင့်ပြီးသွားပြီဆိုရင်ကျွန်မတို့ဒီ home button လေးကိုကျွန်မကနှိပ်လိုက်ပါမယ်ဟုတ်ပြီနှိပ်လိုက်ပြီးတော့ရင်သူ့မှာဆိုရင်ကျမတို့ project လေးအသစ်လုပ်ချင်တယ်ဆိုရင်တော့ကျမတို့ကဒီကနေ plus sign လေးကိုကျမတို့နှိပ်လိုက်အောင်ပါပဲဒါဆိုရင်တော့ကျမတို့အခုမြင်နေရတာတော့ Scratch ရဲ့ interface ပဲဖြစ်ပါတယ်ရှင်ဒီ interface လေးမှာဆိုရင်တော့သိချရမယ်တစ်ခုချင်းစီရဲ့အသုံးပြုပုံလေးတွေကိုကျမကရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်အရင်ဆုံးအနေနဲ့ကျမတို့အခုမြင်နေရတဲ့ဘယ်ဘက်ချမ်းမှာရှိနေတဲ့ home button လေးကနေစလိုက်ပါမယ်ရှင်ဒါဆိုရင်ဒီ home button လေးကကျမတို့ဒီ Scratch မှာ save button လေးဖြစ်ပါတယ်ပေါ့နော်သူကကျမတို့ရဲ့ဒီမှာလုပ်ပြီးသား project လေးတွေကို save ခြင်းတဲ့အခါမှာဆိုရင်ကျမတို့ဒီ home လေးကိုတစ်ချက်နှိပ်လိုက်တယ်ဆိုရင်ဒီ project လေးတွေကို save ထားပြီးသားဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်နောက်ထပ်တစ်ခုကိုသွားပါမယ်ဒါဆိုရင်အခုမြင်နေရတာလေးကတော့ presentation mode လေးပေါ့နော်ဒီ presentation mode လေးကဆိုရင်တော့ကျမတို့ကနော်ဒီ Scratch နဲ့ပတ်သက်ပြီးတော့ကျမတို့ရဲ့ screen ကိုအကျယ်ချဲ့ပြီးတော့မြင်ခြင်းတဲ့အခါမှာဆိုရင်ကျမတို့ဒီ presentation mode လေးနဲ့ပြလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ project လေးတွေကို full screen အပြည့်နဲ့မြင်ခြင်းတဲ့အခါမှာဆိုရင် presentation mode လေးကိုသုံးပါတယ်ဒါဆိုရင်ကျမကသူ့ကိုနှိပ်ကြည့်လိုက်မယ်နှိပ်လိုက်မယ်ဆိုရင်တော့အခုကျမတို့ရဲ့ project လေးကို full screen အပြည့်နဲ့မြင်ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့သူ့ကိုပြန်ပြီးတော့မှထွက်ချင်တယ်ဆိုရင်ကျမတို့ကဒီဘက်ကဘယ်ဘက်ကဒီအပေါ်အတောင်လေးကဒါလေးကိုပြန်နှိပ်ပေးမယ်ဆိုရင်သူ့ရဲ့ screen လေးကိုပြန်ထွက်သွားမှာဖြစ်ပါရှင်ဟုတ်ပြီဒါဆိုရင်နောက်ထပ်တစ်ခုဆက်ပြီးတော့ကြည့်ကြည့်ရမယ်ဆိုရင်တော့ presentation mode လေးရဲ့ဘေးမှာရှိတဲ့ဟာလေးကိုတော့ကျမတို့ဘာလို့ခေါ်လဲဆိုရင် grid လို့ခေါ်ပါတယ်သူက grid ကွက်လေးတွေနဲ့ပြပေးတယ်ပေါ့နော်ဒီကွက်လေးကိုနှိပ်လိုက်တဲ့အခါမှာကျမတို့ရဲ့ဒီ screen ပေါ်မှာဆိုရင်grid ကွက်လေးတွေနဲ့သူကဖော်ပြပေးမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျမက grid ကွက်လေးကိုနှိပ်လိုက်ပါမယ်ဟောဒါဆိုရင်တော့ကြည့်လိုက်ပါကျမတို့ဒီမှာရှိနေတဲ့ပေါ့နော် screen လေးမှာဆိုရင်ဒီ grid လေးတွေကိုကျမတို့အခုလိုမျိုးမြင်ရမယ်ပေါ့နော်ဟုတ်ပြီသူ့ကိုမလိုချင်တော့ဘူးဆိုရင်တော့ကျမတို့သူ့ရဲ့ပေါ်လေးကိုပြန်ပြီးတော့နှိပ်လိုက်မယ်ဆိုရင် grid လေးတွေကိုပြန်ဖြောက်ပေးမှာဖြစ်ပါတယ်ရှင်ပြီးတဲ့အခါမှာတော့အခုကျမတို့ဒီ grid ရဲ့ပြီးမှရှိနေရလေးကတော့ chain background ပေါ့နော် background လေးတွေ chain တဲ့ပုံစံလေးပါဒါဆိုရင်ကျမတို့အခုဒီနောက်ကပေါ့နော်ဒီစောစောက grid လေးတွေမြင်ရတဲ့ဒီနောက်ခံ background ကိုကျမတို့ change တဲ့အခါမှာဆိုရင်ကျမတို့က chain background ကနေမှပုံလေးတွေလာယူပြီးတော့ chain လို့ရပါတယ်ဒါဆိုရင်ကျမက background change နေဆိုရင်ဒီပေါ်လေးပုံနှိပ်လိုက်မယ်ဆိုရင်ကျမတို့ဒီမှာ background တွေအများကြီးရှိတယ်ပေါ့နော်ဟုတ်ပြီဒီမှာ background လေးတွေအများကြီးမှာကိုကြိုက်တဲ့ background လေးကိုကျမကယူလိုက်မယ်ယူပြီးသွားပြီဆိုရင်ကျမတို့ကဒီမှာအမှန်ချက်လေးချစ်ပေးလိုက်မယ်ဆိုရင် background လေးချိန်ပြီးသားလေးဖြစ်တာကိုမိတ်ဆွေတို့အခုလိုမျိုးမြင်ရမှာဖြစ်ပါရဲ့ရှင်background ရဲ့ဘေးရဟာလေးကတော့အခုကျမတို့မြင်ရတာက add text ဆိုတဲ့ဟာလေးပါသူကဒီမှာပေါ့နော်ကျမတို့အခုဒီ Scratch မှာစာသားလေးတွေထည့်ခြင်းနဲ့ကိုယ့်ရဲ့ project မှာစာသားလေးတွေထည့်ခြင်းနဲ့ဆိုရင် title လေးတွေတက်ချင်တာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင် add text ဆိုတဲ့စာဒီဟာလေးကိုအသုံးပြုပြီးတော့မှကိုယ်တက်ချင်တဲ့ title လေးတွေကိုရေးလို့ရပါတယ်ဒါဆိုရင်အခုကျမကသူ့ကိုနှိပ်ပြီးတော့မှ title လေးတစ်ခုရေးလိုက်မယ်ပေါ့နော်အဲဆိုရင်ဒီမှာသူ့ရဲ့ကာစာလေးကအခုလိုပေါ်လိုက်ပြောင်းလိုက်ဖြစ်လာဒါဆိုရင်တော့ကျမကဒီမှာtitle လေးရေးမယ်ပေါ့နော် Scratch ဆိုပြီးတော့ကျမရေးလိုက်တယ်ရေးပြီးသွားပြီဆိုရင်သူကဒီမှာစလုံးအသေးကြီးတွေချိန်လို့ရတယ်ပေါ့နော်ကိုကြိုက်တယ်လို့ချိန်လို့ရတယ် site လေးတွေသေးရကြီးရမျိုးချိန်လို့ရတယ်ပြီးသွားပြီဆိုရင် color ပြောင်းလို့ရတယ်เนาะဒီမှာ color လေးတွေကိုကြိုက်တဲ့ color လေးတွေကိုဘာသာကိုပြောင်းလို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့ color လေးတွေသုံးပြီးတော့မှကျမတို့ရေးလို့ရပါတယ်ဒါကတော့ကျမတို့ဒီသူ့ရဲ့ဒီtask ကိုသုံးပြီးတော့မှကျမတို့ရေးရပါတော့ဟုတ်ပြီဒီ task ကိုမလိုချင်ဘူးဆိုရင်ကျမတို့ကဘာလုပ်လို့ရလဲဆိုရင်သူ့ကို back space နဲ့ပြန်ဖြတ်ပြီးတော့ထားလိုက်တယ်ဆိုရင်သူ့ကို task ကိုမမြင်ရတော့ဘူးပေါ့နော်ဒီလိုပုံစံလေးရေးထားတာဖြစ်ပါတယ် cap arrow လေးကတော့ reset character လေးဖြစ်ပါတယ် character ကကြောင့်ကျမတို့အခု Scratch မှာဖွင့်မြင်ခြင်းမှာပေါ်လာတဲ့ဒီကောင်လေးကိုပြောတာပေါ့နော် character ဇာတ်ကောင်လေးပေါ့ဟုတ်ပြီဇာတ်ကောင်လေးတွေကိုမူလအခြေအနေနဲ့နေရာကိုပြန်ရောက်ချင်တယ်ဆိုရင်ကျမတို့ကဒီ reset ဆိုတဲ့ button လေးကိုနှိပ်လိုက်တယ်ဆိုရင်ပြန်ပြီးတော့ရောက်တယ်ပေါ့ဒါဆိုရင်ကျမကဒီမှာဆိုရင်ညားလေးသုံးပြီးတော့ပေါ့နော် character လေးကိုကျမဒီလိုလေးရွှေ့လိုက်တယ်ရွှေ့ပြီးသွားရင် reset လေးကိုပြန်နှိပ်လိုက်ရင်ကျမအရင်ဆုံးချထားခဲ့တဲ့နေရာလေးကိုသူကပြန်ရောက်သွားမယ်
လိုလေးပေါ့နော်ဒီလိုပုံစံလေးနဲ့ reset character လေးကိုအသုံးပြုရဖြစ်ပါတယ်ရှင်reset character လေးရဲ့ဘေးမှာ green flag လေးကတော့ကျမတို့ဒါကို green flag လို့ခေါ်တယ်ပေါ့နော်သူကဘာလဲဆိုရင်ကျမတို့ဒီမှာရေးထားတဲ့ကိုယ့်ရဲ့ animation လေးတွေ story လေးတွေကိုစပြီးတော့အလုပ်လုပ်စေချင်တယ်ဆိုရင် green flag လေးကိုနှိပ်လိုက်တဲ့အခါမှာဆိုရင်သူကအလုပ်လုပ်တယ်ပေါ့နော်ဒီလိုပုံစံလေးနဲ့ပြောရရင်တော့သူက start သို့မဟုတ် go ဆိုပြီးတော့အထိပ္ပယ်ရတယ်ပေါ့နော် green flag လေးကိုနှိပ်တာနဲ့ကိုယ့်ရဲ့ game လေးကစပြီးတော့သွားမယ် animation လေးတွေစပြီးတော့အလုပ်လုပ်မယ်ဆိုတဲ့ပုံစံလေးကိုသုံးထားတာဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ကျမကသူ့ကိုသုံးပြမယ်ပေါ့နော်ဆိုရင်ကျမက green flag လေးကိုနှိပ်လိုက်တာနဲ့သူကဒီလိုမျိုးလေးအလုပ်လုပ်တယ်ဆိုတဲ့ပုံစံလေးကိုပြပေးရဖြစ်ပါတယ်ရှင်နောက်တစ်ခုအနေနဲ့ဆိုရင်เนาะဒီဘက်ကဒီညာဘက်အစွန်းဆုံးရဲ့အပေါ်ဘက်မှာရှိနေရလေးရော project information လို့ခေါ်ပါတယ် project information ဆိုတာကတော့ဘာလဲဆိုရင်ကျမတို့အခုကိုဖန်တီးလိုက်တဲ့ game လေးတွေ story လေးတွေကိုနာမည်ပေးခြင်းတဲ့အခါမှာဆိုရင်ဒီ project information လေးမှာလာပြီးတော့ကိုကြိုက်တဲ့နာမည်လေးတွေပေးလို့ရပါတယ်ပြီးတော့ဆိုရင်နောက်တစ်ခုကတော့ဒီဟာလေးကတော့ page လို့ခေါ်ပါတယ်เนาะ pages သူကကြတော့ဗာလဲဆိုရင်စာမျက်နှာလေးပေါ့เนาะဘယ်လိုစာမျက်နှာလဲဆိုရင်အခုဒီ tick ဆိုတဲ့ဒီ character လေးပေါ့ရောင်းနေတဲ့စာမျက်နှာလေးပေါ့ပထမဆုံးအနေနဲ့backdrop ပေါ့เนาะဒီသူ့ရဲ့စာမျက်နှာတစ်ခုပထမစာမျက်နှာတစ်ခုနောက်ထပ်စာမျက်နှာတစ်ခုလိုချင်တယ်ဆိုရင်ကျွန်မကနောက်ထပ် page တစ်ခုကိုထပ်ပြီးတော့ plus sign လေးကိုနှိပ်လိုက်မယ်ဆိုရင်နောက်ထပ် page တစ်ခုပေါ်လာတယ်အဲ့တော့ page တစ်ခုချင်းစီတိုင်းမှာကျွန်တော်တို့မတူညီတဲ့ background လေးတွေထားလို့ရတယ်ပေါ့เนาะဒီလိုပုံစံလေးနဲ့ chain background လေးတွေပြောင်းပြီးတော့မှ page လေးတွေမှာမတူညီတဲ့ background လေးထားပြီးတော့ဖန်တီးလို့ရတယ်ဒါဆိုရင်အခုကျွန်မမှာပထမဆုံးအနေနဲ့ဒီမှာ backdrop လေးတစ်ခုရှိရပါတော့ပထမဆုံး page လေးမှာနောက်ထပ် page တစ်ခုထပ်ယူမယ်ဆိုကျွန်မကသူ့ရဲ့ plus sign လေးကိုနှိပ်လိုက်တယ်ဆိုရင်နောက်ထပ် page လေးတစ်ခုရောက်လာမယ်ပြီးတော့ဆိုရင်ကျွန်မကသူ့ရဲ့ background လေးကိုပြောင်းခြင်းနဲ့ဆိုရင်စောစောကကျွန်မပြောခဲ့တဲ့ chain background လေးကိုနှိပ်ပြီးတော့မှနောက်ထပ် page လေးတစ်ခုထပ်ပြီးတော့ပြောင်းမယ်ဆိုရင်ကျွန်မတို့ဒီလိုမျိုးလေးနောက်ထပ် page လေးတစ်ခုပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်မတူညီတဲ့ background လေးတွေကိုလည်းမြင်ရမှာဖြစ်ပါတယ်background လေးတွေကိုပြန်ပြီးတော့ဖြတ်ချင်တယ်ဒီ page တွေကိုပြန်ဖြတ်ချင်တယ်ဆိုရင်တော့ကျမတို့ကဘယ်လိုဖြတ်လဲဆိုရင်သူ့ပေါ်မှာကျမတို့ဒီလိုမျိုးလေးmouse လေးကိုကြာလေးဖိနှိပ်ထားမယ်ဆိုရင်ဒီလိုမျိုး cross လေးပေါ်လာရင်ဆိုရင်သူ့ကိုနှိပ်ပြီးတော့မှဒီလိုမျိုးလေးဖြတ်လို့ရပါတယ်ရှင်ပြီးတော့ရင်အခုဒီအောက်မှာရှိနေတဲ့ဒီပေါ့နော် cap arrow လေးနှစ်ခုကကြာတော့ undo နဲ့ redo ဖြစ်ပါတယ်ကျမတို့သုံးပြီးသားဟာလေးတွေကိုပေါ့နော်ကိုပြီးတော့ဖြတ်လိုက်မိတဲ့အရာတွေကိုပြန်ပြီးတော့လိုချင်တယ်ဆိုရင် undo ပြီးရင်မှပြန်ပြီးမလုပ်ချင်ဘူးဆိုရင်တော့ redo ဒီလိုမျိုးလေးအပြောင်းလေးသုံးလို့ရပါတယ် undo redo လေးကိုတစ်လဲလေးနှိပ်ပြီးတော့မှကိုကမူရင်ရှိပြီးသားကိုဖြတ်လိုက်မိတယ်ဖြတ်ပြီးသားကိုပြန်လိုချင်တယ်ဒါမှမဟုတ်ရင်ချက်တာကိုပဲထပ်ပြီးတော့မလိုချင်ဘူးဆိုရင်အဲ့လိုအခြေအနေမျိုးမှာဆိုရင် redo undo ညာလေးနဲ့ကျမတို့အသုံးပြုလို့ရပါတယ်ရှင်ကျွန်မဒီမှာကြည့် redo လေးကိုနှိပ်လိုက်မယ်။ဟောဒါဆိုရင်ကျွန်မစောစောက backdrop လေးကို background လေးကိုကျွန်မဖြတ်လိုက်တယ်ပေါ့နော်။ဖြတ်လိုက်တာလေးကျွန်မမဖြတ်ချင်ဘူးဆိုရင်ပြန်ဖော်လိုက်တယ်။ဟောဒါဆိုရင်မဟုတ်ဘူးနောက်တစ်ခါဖြတ်မယ်ဆိုကျွန်မ undo redo လေးဒီ undo လေးကိုပြန်နှိပ်လိုက်မယ်ဆိုရင်ကြားရပါတော့။ redo နဲ့ undo တစ်လှည့်စီကြိုက်တယ်လို့အသုံးပြုလို့ရပါတယ်ရှင်။ဟုတ်ပြီဒါဆိုရင်ဒီဟာလေးကကြတော့ programming script လို့ခေါ်ပါတယ်ကျမတို့ဒီမှာဆိုရင်ဒီ character လေးတွေကိုအလုံးလုံးကို address ဆိုရင် animation လေးတွေ story လေးတွေဖန်တီးပြတဲ့အခါမှာဆိုရင်ကျမတို့က programming script လေးတွေရေးပေးရမယ်ပေါ့နော်သူရဲ့ character လေးတွေကိုကိုကဘာလုပ်စေချင်တာလဲဘာတွေပြောစေချင်တာလဲဘယ်ကိုရွှေ့စေချင်တာလဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးသုံးဖို့အတွက် programming script လေးတွေရေးပေးရတယ်ပေါ့နော်ဟုတ်ပြီဒီ programming script လေးတွေကိုကျမတို့ကဒီမှာလာရေးတယ်ဟုတ်ပြီ programming script လေးတွေရေးတဲ့ဒီ area ကိုတော့ programming area လို့ခေါ်ပါတယ်ဒီပြန်နာမည်မှာကျမတို့ကလာပြီးတော့ရေးပါတယ်ပေါ့နော် programming script တွေကိုဒီ programming area မှာလာပြီးတော့ရေးပါတယ်ဟုတ်ပြီဒါဆိုရင်အဲ့ programming script လေးတွေကိုကျွန်တော်ကဒီကနေဆွဲပြီးတော့မှလာပြီးတော့ဒီမှာပေါ့ programming လေးကိုလာပြီးတော့ရေးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ဟိုလာပြီးတော့ရေးတယ်ဟုတ်ပြီဒီဟာလေးက programming script ပါပဲဒီရဲ့ character လေးတွေအလုံးလုံးဖို့အတွက်ကျွန်တော်ဇာတ်ညွှန်းလေးတွေရေးပေးရတယ်ပေါ့ဟုတ်ပြီသူတို့ကိုအခုနေရာချထားတဲ့နောက်က background ကတော့နောက်ခံကတော့ programming area လို့ခေါ်ပါတယ်ရှင်ဟုတ်ပြီပြီးသွားပြီဆိုရင်အခုကျမတို့ဒီပေါ်မှာမြင်နေရတဲ့ဒီဟာလေးတွေကတော့ block palette လို့ခေါ်ပါတယ် block palette ဆိုတာတနည်းအားဖြင့်တော့ကျမတို့ဒီ programming script ရေးဖို့အတွက်အသုံးပြုရတဲ့ block လေးပေါ့နော်အမှဆိုရင်တစ်ခုနဲ့တစ်ခုမတူညီတဲ့ block လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးကတော့ block palette ပါဟုတ်ပြီနောက်တစ်ခုကကြတော့ဒါလေးကကြတော့ block categories ပါblock categories မှာသူ့ဆိုရင် color လေးတွေနဲ့ပိုင်းခြားပြီးတော့သတ်မှတ်ထားတယ်ဟုတ်ပြီနော်အဲ့တော့ categories တစ်ခုချင်းစီမှာဆိုရင်သူနဲ့သက်ဆိုင်တဲ့ block palette လေးရှိရပါတော့ဒီလိုမျိုးပုံစံလေးခွဲခြားပြီးတော့မှအကြောင်းလေးနဲ့ခွဲခြားပြီးအသုံးပြုတဲ့အတွက်သမီးတို့အနေနဲ့ blog ယူတော့ရမှာပုံပြီးတော့လွယ်ကူပြီးတော့မြင်သာစေပါတယ်။ဒါ
ဒါဆိုရင်ကြည့်လိုက်မယ်ဆိုရင်ကျမတို့အခုပထမအဆုံးဒီ blog လေးပေါ့နော်ဒီဟာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဒါကသူ့ရဲ့ဒီဆက်အဆုံးပေါ့နော်ဒီ story လေးတွေ animation လေးစဖို့အတွက် blog လေးပေါ့နော်မတူတဲ့ဟာလေးရှိတယ်ဒါဆိုရင်လည်းမြားလေးနဲ့ဆိုရင်ဒါ motion blog လေးပေါ့နော်နောက်တစ်ခုဒါလေးဆိုရင်သူ့ရဲ့ size တွေအကြီးသေးတွေချိန်လို့ရတဲ့ blog လေးပေါ့နော်ဒီလိုမျိုးလေးတွေကျမတို့ကပုံလို့ရတယ်အဲ့တော့ blog category တစ်ခုချင်းစီမှာသူနဲ့သက်ဆိုင်ရာ blog palette တွေရှိတယ်ပေါ့နော် blog လေးတွေရှိတယ်ဟုတ်ပြီဒီ blog လေးတွေကိုယူသုံးမယ်ဆိုရင်ကျမတို့က drag and drop เนาะသူကိုဆွဲပြီးတော့ programming area တွေကိုဆွဲပြီးတော့ချလိုက်အောင်မယ်ဟုတ်ပြီမလိုချင်တော့ဘူးဆိုရင်ကျမတို့ကအဲ့ဒါလေးကိုပြန်ပြီးတော့ဆွဲပြီးတော့သူ့ရဲ့ palette တွေကိုပြန်ပြီးတော့ပို့လိုက်တာ ਨੇ ကျမတို့မလိုချင်တဲ့ blog လေးတွေကိုဖယ်ထုတ်လိုက်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒီဟာကြီးကကြတော့အခုကျမတို့ character လေးရောက်နေတဲ့ဒီနောက်က area ကြီးကကြတော့ဘာလဲခေါ်လဲဆိုရင်တော့ stage လို့ခေါ်ပါတယ်ပြောချင်တာကတော့ character လေးတွေကို stage ပေါ်မှာတင်ပြီးတော့မှကိုလိုချင်တဲ့ animation လေးတွေဖန်တီးတဲ့သဘောမျိုးပါဟုတ်ပြီအဲ့ဒီ stage ပေါ်မှာရှိနေတဲ့အရာတွေကိုတော့ဘာလို့ခေါ်လဲဆိုရင် character လို့ခေါ်ပါတယ်ဒီဘက်ဘေးမှာအဲ့တော့ character လေးတွေကိုထပ်ပြီးတော့ထည့်ခြင်းနဲ့ဆိုရင်ကျမတို့ကဒီက plus sign လေးနဲ့ထည့်ပြီးတော့ရွေးလို့ရပါတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျမတို့ကအခုဒီ stage ပေါ်မှာကျမတို့က background လေးချိန်ထားတယ် character လေးတစ်ခုရှိနေတယ်ဟုတ်ပြီနောက်ထပ် character လေးတစ်ခုထပ်ထည့်ခြင်းနဲ့ဆိုရင်ကျမကဒီက plus sign လေးကိုနှိပ်လိုက်တဲ့အခါမှာဒီမှာ character လေးတွေအများကြီးရှိနေတယ်ပေါ့နော်အဲဆိုရင်ကျမက character လေးတစ်ခါမှတစ်ခုထည့်မယ်နော်butterfly လေးထည့်မယ်ပြီးရင်ကျမကသူ့ဝင်ကြွေးပြီးသွားရင်အမှန်လေးချစ်ပေးလိုက်တဲ့အခါမှာ character လေးတစ်ခုထပ်ရောက်လာပြီပေါ့နော်ဒီဟာလေးရောက်လာပြီဒီလိုပုံစံလေးရောက်လာပြီအဲ့တော့ကိုကcharacter တွေထပ်ထည့်တာကိုနောက်ထပ်ထပ်ခါထည့်လို့ရတယ်အဲ့တော့မလိုချင်တော့ဘူးဆိုရင်ကျမကဘာလုပ်လို့ရလဲဆိုရင် character လေးတွေပေါ်မှာကျမကဒီလိုမျိုးလေးနှိပ်လိုက်ပြီးရင်သူ့ရဲ့ cross လေးကိုနှိပ်လိုက်တယ်ဆိုရင်ကျမတို့ဒီ character လေးတွေကိုဖြတ်ပြရတယ်ပေါ့နော်ကျမတို့ animation လေးတွေဖန်တီးပြီးတဲ့အခါမှာ story လေးတွေဖန်တီးပြီးတဲ့အခါမှာဆိုရင်ကျမတို့ဒီမှာဒီ project information လေးမှာနာမည်လေးတွေချိန်ပြီးသွားပြီဆိုရင်ကျမတို့ကအမြဲတမ်း home button လေးကိုနှိပ်ပေးရမယ်ပေါ့နော် home button လေးကိုနှိပ်လိုက်တဲ့အခါမှာဒါကျမတို့ရဲ့ဖန်တီးထားတဲ့ project လေးတွေကဒီမှာအလိုလျောက်လာပြီးတော့စေနေမှာဖြစ်ပါတယ်ရှင်ဟုတ်ပြီဒါဆိုရင်ကိုယ့်ရဲ့ရှိပြီးသား project လေးတွေကိုကိုကပြန်ပြီးတော့ဖွင့်ခြင်းနဲ့ထပ်ပြီးတော့မှ modify လုပ်ခြင်းနဲ့ဆိုရင်ကိုလိုချင်တဲ့ project လေးတွေကိုရွေးပြီးတော့မှဖွင့်နိုင်ပါတယ်ရှင်ဒါဆိုရင်တော့အခုကျမတို့အရင်ရှိပြီးသား project လေးတွေကိုကိုကထပ်ထည့်မယ်ပေါ့နော်နောက်ထပ်ပေါ့နော်ကိုလိုချင်တဲ့အရာလေးတွေထပ်ထည့်မယ်ပြီးသွားပြီဆိုရင်ကျမတို့ဒီမှာသူ့ရဲ့ page လေးတွေကိုယူပြီးတော့နောက်ထပ် petrol လေးတွေလည်းထပ်ပြီးတော့ချိန်မယ်ပေါ့နော်ဟုတ်ပြီဒီလိုမျိုးလေးတွေချိန်ပြီးရင်ကျမတို့က home ဆိုတဲ့ button လေးနဲ့တွားပြီးတော့နှိပ်လိုက်မယ်ဆိုရင်ပေါ့နော်သူတို့ဒီမှာစေပြီးသားလေးဖြစ်တယ်ပေါ့နော်ကျမတို့ဖန်တီးပြီးသား project လေးတွေကိုဒီမှာလာပြီးတော့အလိုလျောက်ထပ်ပြီးတော့နောက်ထပ်ထည့်တဲ့ဟာလေးကိုဒီမှာပဲလာပြီးတော့ထပ်စေကြတယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ Scratch ကိုအသုံးပြုတဲ့အခါမှာသိချရမယ့် interface guide တွေကိုကျွန်မကပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ Scratch နဲ့ပတ်သက်တဲ့နောက်ထပ် project video လေးကိုလည်းကျွန်မရဲ့ channel လေးမှာတင်ပေးသွားမှာမို့လို့ဝင်ရောက်ပြီးတော့လေ့လာနိုင်ပါတယ်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။